လပဦးကွင်းလယ်မှာဝါတာရုအန်ဒိုနဲ့အဲလီယော့ကဘလောက်ထိအရေးပါလဲအရန်အင်အားတောင်းတင်းတဲ့အသင်းကသပန်းတာတယ်လို့သူတို့ပြောကြတယ်မမခန်17ယောက်တည်းနဲ့အရာခတ်သိန်းကိုအောင်မြင်နေဆိုတာရှိမှမရှိဘူးပဲရှေ့လျားများပြလာတဲ့ဘလုံးရတီတစ်ခုရဲ့အချိုးကွေးအရာသူတို့ပြောတာမှန်ကန်ပါတယ်ဒီနေရာမှာအရန်အင်အားတောင်းတင်းနေဆိုတာကိုဘာနဲ့ဆုံးဖြတ်မလဲလို့မင်းကွန်းထုတ်ချင်ပါတယ်စာရွက်ပေါ်ကနာမည်တွေနဲ့ဆုံးဖြတ်မှလားအရေးအသွေးများများရှိရနဲ့ဆုံးဖြတ်မှလားဒါမှမဟုတ်အရေးအတွက်နဲ့လားကျွန်တော်အတွက်တော့အရန်အင်အားတောင်းတင်းတယ်မတောင်းတင်းဘူးဆိုတဲ့အချက်ဟာအရန်ခုံမော်ကကစားသမားတွေရဲ့နာမည်ကြီးခြင်းမကြီးခြင်းနဲ့မသက်ဆိုင်ဘူးလို့မြင်ပါတယ်။အဲ့ဒီတဲ့ဆိုင်လိုအပ်တဲ့အချိန်တိုင်းမှာသူတို့ကိုထည့်သွင်းလိုက်တိုင်းသူတို့စီကနေ impact ကောင်းကောင်းရလဒ်ကောင်းကောင်းပြန်ပေးနိုင်တဲ့လူအသုံးကောင်းကောင်းတွေရှိနေတဲ့အသင်းဟာအမှန်တကယ်အရန်အင်အားတောင်းတင်းတဲ့အသင်းပဲဖြစ်ပါတယ်။စင်စစ်အရန်ကစားသမားဆိုတာခြားနားမှုတွေကိုယူဆောင်လာပေးရမယ့် different marker ပဲဖြစ်ပါတယ်။ပထမဦးစားပေးကစားသမားတွေအဆင်မပြေချိန်ခြေမတွေ့ချိန်မှာသူတို့ကွင်းထဲကိုဝင်လာပြီးအကျိုးရှိတာတစ်ခုခုကိုလုပ်ပေးမဲ့တာဝန်ရှိပါတယ်။ဒီလိုအကျိုးရှိတာတစ်ခုခုထူးခြားမှုတစ်ခုခုကိုမပေးစွမ်းနိုင်ဘူးဆိုရင်အရန်ခုံမထိုင်ရတာဘာအဓိပ္ပာယ်ရှိပါလဲ။ဒါကြောင့်နာမည်ကြီးတာမကြီးတာတွေကအရန်အင်အားကိုမတောင်းတင်းစေပဲကစားခွင့်ရတဲ့အချိန်မှာခြားနားမှုတစ်ခု impact တစ်ခုကိုပေးနိုင်တဲ့လူမျိုးတွေများများရှိနေမှသာကိုယ့်ရဲ့အသင်းရဲ့အရန်အင်အားကတောင့်တင်းတယ်လို့ဆိုနိုင်မှာပဲဖြစ်ပါတယ်။ဥပမာပြီးခဲ့တဲ့ဆောင်းရာသီပြောင်းရွှေ့မတိုင်ခင်ကမန်ယူအသင်းရဲ့အရန်ခုံတန်းကိုလက်မျှော်ကြည့်လိုက်ရင် Rashford, Anthony, Casemiro, Eriksen တို့လိုကစားသမားတွေကိုတွေ့ရပါလိမ့်မယ်။တဖန်နပေါအသင်းရဲ့အရန်ခုံတန်းကိုကြည့်မယ်ဆိုရင်တော့ Chiesa, Ando, Elliot, Curtis Jones, Diego Jota တို့ကိုကစားသမားတွေကိုတွေ့ရပါလိမ့်မယ်။ဒီကစားသမားအုပ်စုနှစ်စုကိုစာရွက်ပေါ်ကနာမည်အားဖြင့်ရှင်းကြည့်မယ်ဆိုရင်တော့မန်ယူအသင်းရဲ့အရန်ကစားသမားတွေကနပေါအသင်းရဲ့အရန်ကစားသမားတွေထက်နာမည်ပိုကြီးပါတယ်။ဒါပေမဲ့အကူအညီလိုလို့ကွင်းထဲကိုထည့်လိုက်တဲ့အခါအကူအညီပေးဆက်နိုင်တာကတော့နပေါအသင်းရဲ့အရန်ကစားသမားတွေသာဖြစ်ပါတယ်။အထူးသဖြင့်ဝါတာရုအန်ဒိုနဲ့ဟာဗေးအီလီယာတို့နှစ်ယောက်ကနပေါဦးအတွက်တကယ့်ကိုထိရောက်တဲ့ impact လူဆောင်ကစားသမားတွေပဲဖြစ်ပါတယ်။သူတို့နပေါဦးကိုကောက်ခံငင်ကခေါ်ခဲ့စဉ်ကနပေါပရိသတ်တွေကိုယ်တိုင်ဘယ်သူကြီးလဲဘယ်ဝါကြီးလဲလို့အံ့ဩခဲ့ရပါသေးတယ်။ဒါပေမဲ့တပွဲတဲ့တပွဲအန်ဒိုရဲ့အရေးသွေးကတိတာလာပါတယ်။မနှစ်ကကလော့လက်ထက်တုန်းကဝါတာရုအန်ဒိုကနေရာရခဲ့ပြီးဒီရာသီအာနယ်စလော့လက်ထက်မှာတော့ဂရာဗန်ဘက်ကသူ့ကိုကြော်ပြီးနေရာရခဲ့ပါတယ်။အန်ဒိုနေရာရခဲ့တဲ့မနှစ်ကနပေါအသင်းရဲ့ကွင်းလယ်ဟာတစ်ဖက်အသင်းရဲ့ကစားကွက်ကိုကွင်းလယ်ကနေအပြတ်ဖြတ်နိုင်စွမ်းကတဝက်ပြတ်မြတ်4.5ချိန်ရှိခဲ့ပါတယ်။ဂရာဗန်ဘက်ကနေရာရလာတဲ့အချိန်မှာတော့ဒီရာသီမှာတဝက်ပြတ်မြတ်2.9ချိန်သာရှိပါတယ်။ဒါဟာဂရာဗန်ဘက်ထက်အန်ဒိုကပထမဦးစားပေးဖြစ်တယ်လို့ညှင်းခုန်နေတာမဟုတ်ပါဘူး။ဂရာဗန်ဘက်ကဘောလုံးကင်နိုင်စွမ်းဆွဲပစ်နိုင်စွမ်းရှိတဲ့တက်ကနီကယ်ကစားသမားဖြစ်ပြီးအန်ဒိုကတော့ဖြတ်ထုတ်တာကြမ်းတာဘော်လီခုတာဆင်လိုက်တာစတာတွေကိုကောင်းကောင်းလုပ်နိုင်တဲ့ physical သမားပဲဖြစ်ပါတယ်။မတူညီတဲ့ profile နှမျိုးမှာမှအာနယ်စလော့က technical ကစားသမားဖြစ်တဲ့ဂရဗန်ဘက်ကိုပုံမသဘောကျနေတာပဲဖြစ်ပါတယ်။အန်ဒိုဟာဆာမူရိုင်းပီပီတတိရှိတယ်။ဝင်တိုးနိုင်တယ်၊တွက်လက်တယ်၊ပြေးလွှားနိုင်တယ်။ပြီးတော့သူ့မှာမှတ်တမ်းကောင်းတစ်ခုရှိတယ်။နပေါအသင်းကတစ်ဖက်အသင်းကိုဥဆောင်နေတဲ့အချိန်မျိုးမှာပွဲကိုထိန်းချုပ်နိုင်မှုအတွက်အန်ဒိုကိုလူသားလိမ့်လိုက်ပြီဆိုရင်လုံးဝမရှုံးဘူးတဲ့မှတ်တမ်းပါ။ငါတို့ဥဆောင်ထားတယ်ဒါကိုမပြောက်ပြတ်အောင်မင်းဝင်ထိန်းပေးကွာဆိုပြီးကွင်းထဲကိုထည့်လိုက်တာနဲ့စိတ်ချရတဲ့ကစားသမားဖြစ်ပါတယ်။ဟာဗေးအီလီယောကလည်းကွင်းထဲကိုဝင်လာချိန်မှာဘိုးလားဖန်တီးမှုလားဒါမှမဟုတ်နေရာတော့ရှာဖွေဖို့လားအကျိုးရှိတာတစ်ခုခုကိုပေးဆက်နိုင်တဲ့ကောင်လေးပါ။သူကွင်းထဲမှာရှိတဲ့မိနစ်90တိုင်းမှာပြင်းပြဂိုးဖန်တီးမှု3.9ရာခိုင်နှုန်းနဲ့ပြင်းပြဂိုးသွင်းနိုင်နှုန်း1.39ရာခိုင်နှုန်းရရှိထားပါတယ်။ခြေစမ်းခြေစမသေးလို့ပဲလပဦးကိုမရောက်ခင်ကသူ့ကိုလပဦးရီမက်ဒရစ်မန်ယူလိုအသင်းတွေအပြိုင်ဆိုင်စိတ်ဝင်စားခဲ့ကြပါတယ်။အသင်းအတွက်မထင်ရင်မထင်သလိုအရေးပါတဲ့အနိုင်ဂိုးတွေကိုတိကျတဲ့အဆုံးသတ်တွေနဲ့တွင်ယူပေးတတ်ပါသေးတယ်။အန်ဒိုရောအဲလီယောတို့မှာတူညီတဲ့အချက်က position အနည်းဆုံး3ခုလောက်မှာအံဝင်ခွင့်ကျအသုံးတော်ခံနိုင်တဲ့အချက်ပါပဲ။ဒါဟာဂျိုကာကောင်းတစ်ယောက်လူသုံးတစ်ယောက်ရဲ့ဇာတ်လက္ခဏာလည်းဖြစ်ပါတယ်။အဲလီယောဟာညာတော်မန်တိုက်စစ်ကွင်းလယ်နံပါတ်တန်ရိုးနဲ့ညာတော်မန် half space ထဲမှာဝင်ကစားတဲ့ right sided 8 row မှာအသုံးတော်ခံနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးအန်ဒိုကတော့ကွင်းလယ်ခံစစ်ဘောခံစစ်နဲ့ခံစစ်အစွန်နေရာတွေမှာကျွမ်းကျွမ်းကျင်ကျင်ကစားနိုင်ပါတယ်။ဒါကြောင့်ကလော့လက်ထက်ကဒီကစားသမား2ယောက်ကကစားခွင့်များများရခဲ့ပါတယ်။သူတို့ရဲ့ရည်သွေးကိုထုတ်ပြခွင့်ရခဲ့ပြီးအသင်းကိုကူညီနိုင်ခွင့်ပုံမရရှိခဲ့ပါတယ်။ပြောရရင်တော့ပိုပြီးတန်ဖိုးထားခံခဲ့ရတယ်။အန်ဒိုဆိုရင်ပထမဦးစားပေးကစားသမားဖြစ်ခဲ့ပြီးအလီယောဆိုရင်လည်းတချို့ best match တွေမှာတော့ဂျာဂျန်ကလော့ကလူစင်းကနေထုတ်သုံးခဲ့တာမျိုးရှိခဲ့ပါတယ်။အာနာဆော့လက်ထက်မှာတော့အာနာတင်စရာကောင်းလောက်အောင်ပဲဒီကစားသမား2ယောက်အတွက်ကစားချိန်ကအရန်ကိုမှနေပါနေခဲ့ပါတယ်။ဗမာဘက်ကိုစက်တိုက်သုံးလုံးလို့ပွဲမလာတဲ့အချိန်မျိုးမှာတောင်အန်ဒိုကအခွင့်အရေးမရခဲ့သလိုဆိုဘိုစလိုင်းမက်ကလစ်အယ်ဆာဝိုတဲကတူးကိုအနားပေးမယ်ဆိုရင်တော့ကာတီဂျုံကသာအဲလီယော့ထက်ပုံမဦးစားပေးခံရတာပဲဖြစ်ပါတယ်
အဆိုဆုံးကတော့လာမယ့်နွေရာသီမှာစူးစစ်တောင်ပန်ကသမားကူဘိုကိုခေါ်ယူဖို့အတွက်အန်တိုနဲ့အေလီယော့ကိုပါအလိုက်ပေးပြီးကမ်းလှမ်းမယ်ဆိုရအာနယ်စလော့ကစဉ်းစားနေရဲဆိုတဲ့သတင်းတွေထပ်ပေါ်လာခဲ့ပါတယ်။တကယ်သားဆိုရင်နော်အာနယ်စလော့အမားကြီးမားပြီလို့ဆိုရပါလိမ့်မယ်။အန်တိုနဲ့အေလီယော့တို့လိုအသင်းအတွက်အကျိုးရှိရဲ့ impact လူဆောင်ဝင်ကသမားတွေကိုအခြားကစားသမားတစ်ယောက်အတွက်သူတို့ကိုအလိုက်ပေးဖို့ပါကြံရွယ်နေတာကမတရားရာကြပါတယ်။အလိုက်ပေးဖို့အသာထားဒီထက်တောင်ကစားချိန်များများပေးပြီးဆက်ထိန်းရမှာပဲဖြစ်ပါတယ်